Australia click ကနေကြည့်ပါမကြခင် Halloween ကာလာလေးရောက်တော့မှာဆိုတော့နေဒီနဲ့တူတူ Halloween နဲ့ပတ်သက်တဲ့ game လေးတွေဆော့ကြမယ်။ဘာ game လဲဆိုတာသိချင်တယ်ဆိုရင်တော့ video လေးကိုစက်ကြည့်လိုက်နော် Let's go လာမယ်31ရက်နေ့ကဘာနေ့လဲသိလားဟုတ်သိလားဘာနေ့Halloween တော့ Halloween ဟုတ်တယ် Halloween day ဆိုတော့Halloween နဲ့ပတ်သက်တဲ့ game လေးတစ်ခုဆော့ကြမယ်။ဘာ game လဲဆိုတော့ငယ်ငယ်တုန်းကအဲ့လိုမျိုးမှန်မှားတွေပါဖြေဘူးတယ်မလားဟုတ်ဖြေဘူးတယ်ဆိုတော့အဲ့ဒီ Halloween နဲ့ပတ်သက်တဲ့၅ခုမေးမယ်။၅ခုအမှန်နဲ့မှားတယ်ဖြေ Okay ဆိုတော့ surprise လေးရမယ်။ surprise လေးစီစဉ်လာတယ်ဆိုတော့ဘယ်လိုလဲစလိုက်မယ်နော် Okay Halloween ကို November လရဲ့နောက်ဆုံးနေ့မှာကျင်းပတယ်မှန်လားမှားလားမှားတယ် Right တော့မှားတယ် sorry မှန်တယ်ဟိုဘာနောက်ဆုံးမှန်တယ် အောက်တိုဘာရဲ့နောက်ဆုံးလပါပြန်ပါမှန်လားမှားလား မှားတာပေါ့ Halloween ကိုအောက်တိုဘာရဲ့နောက်ဆုံးနေ့မှာကျင်းပတယ်မှန်လားမှားလား Yes Halloween ကိုအောက်တိုဘာလရဲ့နောက်ဆုံးနေ့မှာကျင်းပတယ်မှန်လားမှားလား Yes Halloween ကိုကိုစားပြုတဲ့အရာတွေကအနီရောင်နဲ့အမဲရောင်မှန်လားမှားလား မှန်တယ် Halloween ကိုကိုစားပြုတဲ့အရာတွေကအနီရောင်နဲ့အမဲရောင်မှန်လားမှားလားမှန်တယ် Halloween ကိုကိုစားပြုတဲ့အရာတွေကအမဲရောင်နဲ့လိမ္မော်ရောင်မှန်လားမှားလား အဲ့ဒီမှန်တယ် Yes Halloween ကိုကိုစားပြုတဲ့အရာတွေကအနီရောင်နဲ့အမဲရောင်မှန်လားမှားလား အော်အနက်နဲ့ဟုတ်မှန် Halloween ကိုကိုစားပြုတဲ့အရာတွေကအနီရောင်နဲ့အမဲရောင် မှန်တယ် Halloween ကိုကိုစားပြုတဲ့အရာတွေကအနီရောင်နဲ့အမဲရောင်မှန်လားမှားလား မှန် Halloween ကိုကိုစားပြုတဲ့အရာတွေကအနီရောင်နဲ့အမဲရောင် yes or no အမေရောင် Yes Halloween ကိုကိုစားပြုတဲ့အရာတွေကအနီရောင်နဲ့အမဲရောင် မှန်တယ် Halloween ကိုကိုစားပြုတဲ့အရာကအနီရောင်နဲ့အမဲရောင်မှန်လားမှားလား မှားတယ် Trick or treat လို့ အော်တဲ့အခါမှာလူကြီးတွေကကလေးတွေကိုကြားလုံးပေးကြတယ် yes or no Yes Trick or treat လို့ကလေးတွေကအော်လိုက်လို့ရှိရင်တဲ့လူကြီးတွေကကလေးတွေကိုမုတ်ဘိုးပေးကြတယ်မှန်လားမှားလား မှားတယ် Trick or treat လို့အော်တဲ့အခါမှာလူကြီးတွေကကလေးတွေကိုကြားလုံးပေးတယ်မှန်လားမှားလား Yes Trick or treat လို့အော်တဲ့အခါမှာလူကြီးတွေကကလေးတွေကိုမုတ်ဘိုးပေးကြတယ် မှားတယ်တခြားလုံးပေးရချင်တယ် Halloween အတွက်အသုံးပြုတဲ့အတီးကဖရဲတီမှန်လားမှားလား Halloween အတွက်အသုံးပြုတဲ့အတီးကဖရဲတီမှန်လားမှားလား မှန်တယ် Halloween အတွက်အသုံးပြုတဲ့အတီးကဖယုံတီမှန်လားမှားလား Yes Halloween အတွက်အသုံးပြုတဲ့အတီးကဖယုံတီ yes or no Yes Halloween အတွက်အသုံးပြုတဲ့အတီးကဖရဲတီ ဖယုံသီးထင်တယ် မှန်လားမှားလား မှားတယ် ကြောင်နဲ့တွေကို Halloween မှာကန်ဆိုတဲ့ကိုစားပြုတဲ့တရိတ်ဆန်အဖြစ်နဲ့မှတ်ယူကြတယ်မှန်လားမှားလား မှန် ကြောင်နဲ့တွေကို Halloween မှာကန်ဆိုခြင်းကိုစားပြုတဲ့တရိတ်ဆန်အဖြစ်သတ်မှတ်ကြတယ်မှန်လားမှားလား မှားမယ်ထင်တယ် Trick or treat ဆိုတာတကြားလုံးပေးလို့ရှိရင်6လက်မယ်လို့အဓိပ္ပာယ်ရတယ် အဲ့ဒါကောင်းမှန်မယ်ထင်တယ် Trick or treat ဆိုတာတကြားလုံးပေးလို့ရှိရင်6လက်မယ်လို့အဓိပ္ပာယ်ရတယ်မှန်လားမှားလား မှားတယ် Trick or treat ဆိုတာတကြားလုံးပေးရင်6လက်မယ်လို့အဓိပ္ပာယ်ရတယ် yes or no No Trick or treat ဆိုတာတဲ့တကြားလုံးပေးလို့ရှိရင်6လက်မယ်လို့အဓိပ္ပာယ်ရတယ်တဲ့ မှန်မယ်ထင်တယ် Trick or treat ဆိုတာတကြားလုံးပေးလို့ရှိရင်6လက်မယ်လို့အဓိပ္ပာယ်ရတယ်မှန်လားမှားလား မှန် Trick or treat ဆိုတာကတကြားလုံးပေးလို့ရှိရင်6လက်မယ်လို့အဓိပ္ပာယ်ရတယ် yes or no Yes Trick or treat ဆိုတာတဲ့တကြားလုံးပေးလို့ရှိရင်တဲ့6လက်မယ်လို့အဓိပ္ပာယ်ရတယ်တဲ့ မှန် Halloween ပွဲက American ပြည်အောင်စုမှာစတင်ပေါ်ပေါက်ခဲ့တဲ့ပွဲတော်တစ်ခုမှန်လားမှားလား American မှန် Halloween ပွဲကတဲ့ American ပြည်အောင်စုမှာစတင်ပေါ်ပေါက်ခဲ့တဲ့ပွဲတော်တစ်ခု Halloween ပွဲက Ireland နိုင်ငံမှာစတင်ပေါ်ပေါက်ခဲ့တဲ့ပွဲတော်တစ်ခုမှန်လားမှားလား အဲ့တော့မသိ မဟုတ်လေမသိလိုက်ရင်ရတယ်အမှန်မှားပဲပြောလိုက်မှန်လားမှားလား No Halloween ပွဲက American ပြည်အောင်စုမှာစတင်ပေါ်ပေါက်ခဲ့တဲ့ပွဲတော်တစ်ခုမှန်လားမှား မှ လား န်တယ်ဗျ Halloween ပွဲက American ပြည်အောင်စုမှာစတင်ပေါ်ပေါက်ခဲ့တဲ့ပွဲတော်တစ်ခု မှန်တယ် Halloween ပွဲတော်ကတဲ့ American ပြည်အောင်စုမှာစတင်ပေါ်ပေါက်ခဲ့တဲ့ပွဲတော်တစ်ခုမှန်လားမှားလား မှားတယ် ထုတ်ကောင် character တစ်ခုတည်းရတာ Halloween ရဲ့တင်ကြတာတစ်ခုဖြစ်တယ် မဟုတ် မဟုတ်ဘူး Zombie character တစ်ခုတည်းရတာ Halloween ရဲ့ရိုးရာတင်ကြတာဖြစ်တယ်မှန်လားမှားလား မှားတယ် Zombie character တစ်ခုတည်းရတာ Halloween ရဲ့ရိုးရာတင်ကြတာဖြစ်တယ် မှားတယ်
zombie character ကဖုတ်ကောင် character တစ်ခုတည်းကဒါ Halloween ရဲ့ရိုးရာတင်နေတာဖြစ်တယ်မှန်လားမှားလား မှန် Sauinophobia ဆိုတာတဲ့ Halloween ကိုကြောက်ရွံ့တဲ့ယောဂဖြစ်ပါတယ်တဲ့ မှားမယ်ချင်တယ် မောင်လေးတင်တယ်လေးခုတော့မှန်သွားတယ်ဆိုတော့မေးမယ် mystery box လား money spin wheel လား mystery box စကြတာဘာမျိုးတွေလဲသိရ ဒီ ဘူး ဘူးမပြောမပြော mystery box လား money spin wheel လား ဒါဆိုရင်တော့ money spin ပဲယူလိုက်မယ် money spin wheel သိကြပြီလား okay သိ သိ ကြ ကြ ပြီ ပြီ money spin wheel spin လုပ်လိုက်ပါ သုံးတော့ 3000ဒီမှာ3000 money spin wheel ရေးသွားတာ3000ရသွားပါပြီဆိုတော့နိုင်ရရှိရတဲ့ပတ်စံလေး3000ပေးပါမယ်2000 3000လေးပါကဲပါဒီမှာ3000ကဲပါကျေးဇူးပါသုံးခုမှန်နဲ့နှစ်ခုမှားသွားတဲ့အတွက်အကိုအနေနဲ့ mystery box လေးလား money spin wheel လေးလား mystery box လေးရမှတ်3မှတ်နဲ့နိုင်ရသွားပါတယ်နိုင်ရသွားတဲ့ conclusion လေးပဲဖြစ်ပါတယ်ကွက်လေးရွှေဖြိုးသည်ဖန်ကွက်လေးအမ Halloween ရောင်ဖန်ကွက်လေးပဲဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့အကိုအနေနဲ့ဒီဟာကိုအနိုင်ရသွားတော့ဘယ်လိုခံစားရလဲ ပထမဆုံးချိန်ပဲ ဟုတ်လားပထမဆုံးချိန်လားဟိုလိုမင်းကနေမေးပြီးတော့ဆက်လက်ဆောင်ရတာပထမဆုံးချိန် ကျွန်တော်အဲ့လိုမျိုးဖြေရတယ်တိတ်မရှိဘူး ဟုတ်လားဖေအားသိမရှိဘူးပထမဆုံးချိန်နဲ့တွေကိုဖန်ကွက်လေးရသွားတယ် mystery box ထဲကနေโอเคပါခုလိုဖြစ်ကြပြီးတော့ကျေးဇူးတင်ပါတယ် mystery box လား spin wheel လား mystery box ယူမလား ရှိမယ် ယူမယ်ကဲ mystery box ဒီမှာပါတော့ထောက်ပြပါလားဘာပါလဲသိချင်လို့ mystery box ထဲမှာပါလဲဘာပါမယ်လို့ထင်လဲခဏနေအောင်ဘာပါမယ်လို့ထင်လဲ အင်ကြီး ဖောက်ကြည့်လိုက်အင်ကြီးမဟုတ်ရင်ရော ချာရပြဖြစ်ဖြစ် ဘယ်အဖြစ်ဖြစ်ရတယ်ပေါ့ပျော့လား ကျော် ပျော့တယ်အနာရတော့ဘယ်လိုခံစားရလဲ အရန်ပြောတယ်ခါမှအဲ့လိုမျိုးတွေမလုပ်ဘူး မလုပ်ဘူးတကယ်ရအချိန်နဲ့လည်းစော်ဘူးပေါ့စော်ဘူးရပြီကြည့်လိုက်နော်1 2 3ဆိုတာနဲ့ကြည့်လိုက်တော့ဗာလေးလေဗာလေ အယုံလေး အယုံလေး အရန်လို့ချင်နေတာ ဟုတ်လားအရန်လို့တင်နေတာအယုံလေးရတော့ဝမ်းသာရပေါ့ ဝန်တာအယုံရန်ကြိုက်တယ် ဟုတ်လားအယုံရတိုက်တာဟိုတက်ကလည်းအယုံကြိုက်တာသူမပေါက်လိုက်သူခလေးပေါက်လိုက်တယ်ဒီမှာအယုံလေးပေါက်လိုက်တယ်โอเคဆိုတော့ပြချပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှစ်သုံးခုမှန်သွားတဲ့အတွက်အကို try ကြည့်ရမှာကလက်ထဲမှာကြိုက်ထားတဲ့ mystery box လား money spin wheel လား ရဲတိုင်တာလေ လက်ထဲကကင်ထားလေးပဲလက်ထဲကင်ထားလေးပဲနော်သိကြပြီနော်လက်ထဲကကင်ထားလေးပဲဟုတ်ပါပြီအဲ့ဒါဆိုရင်တော့လက်ထဲကကင်ထားလေးကိုပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဗာလေးပါမလဲချက်လောက်ဖွင့်ကြည့်ပေးလို့ရလားဗာလေးမြဖြစ်မလဲဗာလေးလေအဲ့ဒါ သမင်းကျုပ်တွေဟာလား ဟုတ်တယ်သမင်းတို့လေးဘယ်လိုလဲဟို surprise mystery box လေးကိုသဘောကျလားမသိဘူးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။ဘာရင်းပါလဲ mystery box လား spin wheel လား mystery box ကပါလေ mystery box ဒီမှာပါတယ်လေ။ကားဖောက်ခိုင်းတာ mystery box ယူပါလား mystery box ယူမယ်ဆိုတော့ဒီမှာပါ mystery box လေးပါဒီပါလေးပါတခါလေးဖောက်ကြည့်ပေးလို့ရလားရတယ်အဲ့ဒါဆိုတခါလေးဖောက်ကြည့်ပေးပါ mystery box ဘာလေးဖြစ်မလဲခါရဖောက်ကြည့်လိုက်အော်ဖန်ကွက်လေးတိုက်လားဖန်ကွက်လေးတိုက်တယ်နော်ဖန်ကွက်လေးဟုတ်ကဲ့ပါကျေးဇူးပါဟောနိုင်တော့ဘယ်လိုခံစားရလဲ ဝမ်းသာပဲအဲ့လိုမျိုးအရင်ကတော့ဖြေတော့မဖြေဘူးပေါ့အဲ့လိုမျိုး ပြေဘူးပေါ့အခုကပထမအောင်ဆုံးပေါ့ဟုတ်လားဟောကျေးဇူးပါနော် mystery box လား spin wheel လား mystery box ဘာပါမယ်ထင်လဲရော့ mystery box ဘာပါမယ်ထင်တော့ဖောက်ကြည့်လို့ရလားဖောက်လို့ရတယ်ဖောက်ချက်ဖောက်โอเคကြည့်လိုက်အိုးပါတယ်ဟယ်လိုကြိုက်လားကြိုက်တယ်အဲဆိုတော့အနာရတော့ဘယ်လိုခံစားရလဲ အော်ပြောရတယ် ပြောရဲဆိုတော့အရင်တော့ဆိုရင်ဒီလို game လေးတွေဆော့ပြီးတော့အနိုင်ရဘူးလား မစော့ဘူး မဆော့ဘူးခါမှ ဟုတ် အခုကပထမဆုံးလား ဟုတ် ဟုတ်လားပထမဆုံးဆိုတော့ပထမဆုံးဆော့လိုက်တော့အနိုင်ရရှိသွားတဲ့အတွက် congratulations ပါလို့ okay ပါလာမယ့် Halloween မှာလည်းတွေ့ရှိပါစေ okay ပါပေါက်ပြီးတော့ကျေးဇူးတင်ပါတယ်
အခုဆိုလို့ရှိရင်သူတွေက game online ရသွားပြီလဲဆိုတာကိုသိသားကြပြီပေါ့နော်ပရိသတ်ကြီးဆိုရင်တော့ဖြစ်နိုင်ပါလားစီစဉ်ဝင်ရတော့ဒီလောက်ပါပဲကြည့်ခဲ့တဲ့ပရိသတ်ကြီးကိုသူပဲကျေးဇူးတင်ရှိပါတယ် channel လေးကိုလည်း like subscribe